Hello guys အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြန်မာ channel ကလေးရဲ့ member အဖွဲ့ဝင်လည်းဖြစ်တဲ့TKSD Aquarium ရဲ့ founder လည်းဖြစ်တဲ့မောင်သူခန့်စီသူဖြစ်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပြီးတော့မှာကတော့ဒီနေ့ကတော့ channel နဲ့ကျွန်တော်လည်းနည်းနည်းအားနေရဆိုတော့ channel နဲ့ပတ်သက်တဲ့knowledge sharing လေးနည်းနည်းပါလုပ်ပြီးမယ်ပေါ့နော်လုပ်ပြီးချင်တာလည်းကြာပြီပေါ့နော်လုပ်ပြီးချင်တာတော်တော်ကြာနေပြီဟိုလာအရင်လာရေးကလုပ်ပြီးချင်တဲ့အတိုင်းပဲကျောင်းရသူကြောင့်မအားတဲ့ကိစ္စတွေကျွန်တော်လည်းမလုပ်ပြီးဖြစ်တာဆို sorry ပါပေါ့နော်ဒီနေ့တော့ကျွန်တော်ပေါ့နော် channel အခုမှဆောင်မဲ့ beginner တွေပေါ့နော် beginner ညီကိုတွေအတွက်sharing လေးနည်းပါလုပ်ပြီးမယ်နည်းနည်းလေးလုပ်ပြီးဖို့ရှိပါတယ်ပထမဆုံးပေါ့နော်ဒီ channel မွေးတဲ့ညီကိုတွေပေါ့channel မွေးတဲ့ channel keeper တွေအပြောများတဲ့အကြောင်းအရာပေါ့နော်အကြောင်းအရာပထမဆုံးတစ်ချက်ကအရင်ဆုံးပထမဆုံးတစ်ချက်က channel တွေကဘောနော်အယောင်တွေကမလှဘူးပေါ့ကာလာမလှဘူးပေါ့အယောင်နေဆိုင်နေမှာchannel keeper တခြားဒီ Facebook TikTok YouTube စတဲ့နေရာမှာတင်ထားတဲ့ဗီဒီယိုတွေရဲ့အကောင့်တွေကကြောက်လှတယ်လှလို့ကိုဝေလာတော့ကြာမှာကိုအိမ်ကြာမှာchannel တွေလုံးဝထောင်းနေကက်ဒီလိုပေါ့နော်ဒီဒေါင်းကက်ဟိုကက်ဒီကက်နဲ့လုံးဝဒီအိုးတွေကြားထဲဝင်နေမယ်ပေါ့နော်လုံးဝကာလာဒီကလည်းပေါ့နော်လုံးဝဂါချရာပေါ့မြောင်းနေရငါပုတူဂါချရာနီးပါးလောက်ပဲလို့ပြောနေကြညီကိုတွေပေါ့နော်ဒီနေ့ဒီလိုညီကိုတွေအတွက်ကိုကျွန်တော်အနေနဲ့တီးတလောက်ပေါ့ကျွန်တော်လည်းတက်တလောက်တီးတလောက်ကျွန်တော်လေးလာထားတလောက်ပေါ့နော် sharing ပေါ့နော် sharing နည်းနည်းပါလုပ်ပေးပါမယ်ပေါ့နော်yes ပထမဆုံးတစ်ချက်ကတော့ပေါ့နော် beginner type ပေါ့နော်အရင်ဆုံးပြောရမယ်ဆိုရင်တော့ channel beginner နဲ့ညီတဲ့ channel ပေါ့ beginner channel လို့လည်းပြောလဲ beginner type လို့လည်းပြောလို့ရတယ် channel ပေါ့နော်အရင်ဆုံး Asiatica လို့ပြောရမယ်ပေါ့နော် channel Asiatica ကbeginner type level channel လို့လည်းပြောလို့ရတယ်ဒီကောင်က draft species တွေမှာပါတယ်ခေါင်းတူမျိုးစိတ်တွေမှာပါတဲ့ channel မျိုးလည်းဖြစ်တယ် draft channel တွေကိုပေါ့နော်တော်တော်များများတော့ပုံးနေပုံးတာများတယ်ပေါ့ Marilio Test ဒီ Marilio စားတဲ့ကောင်တွေထက် draft တွေကပိုပြီးပုံးတယ်လို့ပြောတယ်ဟုတ်တယ်ပေါ့နော်ပိုပြီးပုံးတယ်ဒါပေမဲ့လို့ဒီမှာ draft တွေတိုင်းပေါ်တာပုံးတာမဟုတ်ပေါ့သူ့ဟာနဲ့သူ့ data သူ့အနေတိုင်းမှုပုံစံနဲ့သူကွာတာလည်းရှိတယ်ပေါ့နော်အရင်ဆုံး Asiatica အကြောင်းပြောပြမယ်ပေါ့နော်Asiatica တွေကသူတို့အမြဲတမ်းပေါ့နော်ပုံးနေကြတာမဟုတ်ဘူးပေါ့နော်အမြဲတမ်းပုံးတဲ့ channel တွေမဟုတ်ဘူးဒီကောင်တွေက beginner type level နေလဲညီရဲ့ channel မျိုးစိတ်လို့ပြောလို့ရတယ်Asiatica တွေမှာကထူးခြားတာကသူတို့ကတခြား channel draft species တွေနဲ့မတူပဲပေါ့နော်သူတို့ရဲ့ body မှာအဖြူရောင်အဆက်ပြောက်လေးတွေကအထင်ရှားပေါ့နော်ဒါကသူတို့ရဲ့အားသာချက်လည်းဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ပေါ့နော်ဒီ breeder Asiatica breeder တော်တော်များများတွေ့ရတာပေါ့နော် Rust-Right ဒီလိုပေါ့နော်Calimaya food spot တို့ဘာလို့ဒီလိုကောင်းတွေကိုတွေ့ရပြီပဲဒါပေမဲ့သူတို့ရဲ့ငကိုမဝင်original ကတော့ white spot ကနေလာကြတာပေါ့နော်ဒါတော့ကျွန်တော်သိသလောက်လေးပေါ့နော်Asiatica တွေကပြီးတော့ beginner နဲ့လုံးဝကိုလည်းညီတဲ့ level လည်းဖြစ်တယ်ပြီးတော့ Asiatica တွေမှာကသူတို့ကပေါ့နော်ဘလောက်သူတို့ကိုပဲဘလောက်ရေးပြောင်း changes water changes တွေဘာတွေပဲလုပ်သူတို့ကဘယ်တော့မှ stress မမိဘူးဒါမျိုးလေးပြီးလို့ရှိရင်ဒါကတော့ beginner type ပေါ့နော်beginner type level ဘယ်ကနေ channel ဘယ်ကနေစမွေးရမလဲဘယ်ကိုကအခုမှငရအောင်စမွေးတာပေါ့နော်ဟိုငရအမြဲတမ်း stress ဝင်နေရတို့ဘာတို့အမြင်ညိုးဆိုရင်တော့ဒီကောင်လေးတွေကိုစမ်းမွေးကြည့်ဈေးရလည်းအဲ့လောက်ကြီးမများဘူးပေါ့ဗျာမွေးရရင်တော့တက်တာတယ်ပေါ့ဒုတိယတစ်ချက်ကကန်အပြင်စင်ပေါ့ကန်ပြင်စင်ကြတော့ဘယ်လိုလဲဆိုတော့တချို့တွေကြတော့ငါးဝယ်လာရင်ကိုငါတေတယ်ပေါ့ရှောတယ်တကယ်လို့မရှောရင်တော့အဲ့ငါကိုကဒါဒီလို budget မစိတ်ပဲနဲ့ဒီလိုရေတန်းဆက်တွေဘာတွေနဲ့ထည့်မယ်တဘာဝနဲ့ဖန်တီးထားလို့တော့တည်တယ်ပေါ့နော်ငါရဲ့ကျမကြီးမကောင်းဘူးဒါတွေကဘာကြောင့်လဲပေါ့နော်ပြပြမယ်ပေါ့နော်ဒီဟာတွေရဲ့အဓိကချက်ကဒီကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်လည်းသိတလောက်ပေါ့နော်ငါးကိုအရင်မွေခင်ကိုကအရင်ပေါ့နော်ကန်ကိုအရင်ကြိုတင်ပြင်ဆင်ရမယ်ငါးထည့်မဲ့ကန် channel မှာမဟုတ်ဘူးပဲငါးပဲမွေးအဲ့ငါးမထည့်ခင်ပေါ့နော်မဝဲခင်တစ်ပတ်နှစ်ပတ်အလိုလောက်တည်းကအဲ့ငါးထည့်မဲ့ကန်ကိုအရင်ပြီးတော့ကြိုတင်ပြင်ဆင်သင့်တယ်ပေါ့နော်water changes တွေပါလို့လည်းအဲ့ဒါရှုံးမပြတော့ဘူးပေါ့နော်ပြီးတော့
ရင်ဆုံးရေမွေးရမယ်ပေါ့နော်ထဲမဲ့ကန်ကိုရေးမယ်ကိုငါကဘာပဲဆိုင်လေဘယ်နဲ့လက်မလဲဘယ်နဲ့ပီလေဒါတွေရစအကုန်လေးလာပြီးလို့ရှိရင်အဲ့ငါကိုဘယ်နဲ့လက်မဘယ်လောက်ဆိုင်ဘယ်လောက်နဲ့မွေးမှလေးပေါ့နော်နောက်ဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ဆို HRT ကောင်မွေးထားတယ်ဖောက်ဖို့ထားတဲ့ကန်ပေါ့နော်အလုံး2ပေခွဲလောက်တော့ရှိမယ်2ပေခွဲလောက်တော့ရှိမယ်ပေါ့နော်အမြင့်ကတော့1ပေလောက်ရှိမယ်ပေါ့နော်ဒီကန်ပေါ့ထားပါတော့2ပေပဲဒါ2ပေဆိုလို့ရှိရင်ရေ level ပေါ့နော်ရေ level ကဘယ်လောက်နဲ့ထည့်မလဲပေါ့နော် sorry ရေ level ဘယ်လောက်နဲ့ထည့်မလဲဆိုအခုဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်လက်ပြန်ပေါ့နော်လက်ပြန်ရဲ့နှစ်ပုံစာလောက်တော့ထည့်ရတယ်ပေါ့နော်ရေကိုပြီးတော့နောက်တစ်ချက်ရှိတာchannel key ပါတော့မြန်မာ user မှားကြတာလေးပေါ့နော်ဗာလဲဆိုတော့ဒီကျွန်တော်တို့ပေါ့နော်ရေကိုအပြည့်ထည့်တာပေါ့နော်ဒါရေအပြည့်ထည့်တာဘယ်လိုလဲဆိုတော့ရေအပြည့်ထည့်လို့ရှိရင်ကန်လေးပူကြီးကောင်းသွားတယ်ပေါ့နော်လုံးဝငါးရုပ်ထောက်ကပူပေါ်တယ်ပေါ့ဒါကလုံးဝနည်းနည်း user မှားနေကိုကျွန်တော်ကိုယ်တိုင်ကလည်းရင်တော့အဲ့လိုပဲလုပ်ခဲ့ဘူးတယ်ပေါ့နော်ကွာလေရေကိုလည်းအပြည့်ထည့်တယ်အဲ့နောက်ပိုင်းမှာတင်မဲ့စာကျွန်တော်တို့ပေါ့နော်experience ရှိတဲ့ကို PC တို့ဘာလို့ပြပြတဲ့ပြပြချက်တွေကိုကျွန်တော်တီးပြီးတော့ကျွန်တော်လည်းအခုလိုပြန်ပြီးတော့ sharing လုပ်ပေးနိုင်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းအခုပြီးခဏပါပဲပေါ့နော်ပြောမှဆိုရင်ရေကကိုကတကယ်လို့နှစ်ပေကင်ဖြည့်မယ်ဆိုရင်တော့4ပုံ3ပုံလောက်ပဲဖြည့်တယ်တပုံလောက်ကဒီကိုက channel မွေးမယ်ဆိုလို့ရှိရင်ဒီတပုံလောက်ကငရက်မွေးငရက်ခုံဖို့အတွက်ကိုကျွန်တော်တို့ငရက် channel champion လုပ်ဖို့အတွက်ကျွန်တော်တို့သူခုံနိုင်တဲ့လောက်ကိုရေကို short ချပေးထားမယ်ပေါ့တော့တဝက်ပဲထည့်ပေးရမယ်အဲ့လိုလုပ်ပြီးချင်းအပြင်ငါကလည်းပို့ပြီးတော့ပေါ့နော်ဒီတဘာဝန်းနဲ့ပို့ပြီးတော့နီးစက်တယ်ပေါ့ဗျာတဘာဝန်းနဲ့ပို့ပြီးတော့လည်းနီးစက်စေတယ်တော့တစ်ချက်ကကြတော့အရင်ဆုံးပြောမယ်ပေါ့နော်ကန်ရင်ပြင်ဆင်မယ်ငါမဝယ်ခင်ကန်ဘယ်လိုပြင်ဆင်မလဲဆိုတော့ကန်ကိုရွေးကိုလုံးမဲ့ကန်ကိုဝေးမဲ့ကန်ကိုအရင် site ကိုအရင်ရွေးမယ်ရွေးပြီးလို့ရှိရင်ဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဒီရေမွေးတာပေါ့နော်ရေကိုချွတ်တင်ပြင်ဆင်ရမယ်ရေကိုဖြည့်မယ်ကျွန်တော်ပြောသားလို့ပဲတဝက်4ပုံပုံ1ပုံကိုကန်ဆိုင်ရဲ့4ပုံပုံ1ပုံလောက်ရေကိုဖြည့်မယ်ပေါ့နော်ဖြည့်ပြီးလို့ရှိရင်ဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော် cam skate ပေါ့နော် skate ဆိုလဲ skate မှာ skate မဟုတ်ရင်လည်း outing gravel ပါခင်းပေါ့နော် saturday ခင်းပြီးလို့ရှိရင် plan လေးပါနည်းပါထည့်ပေါ့ဒါလေးထည့်ပြီးလို့ရှိရင်နောက်တစ်ချက်ကကြတော့spoon fitter ပေါ့နော်spoon fitter ဆိုတာတော့ရေတန်းဆက်ခေါ်တယ်ဒါကတော့ရေတန်းဆက်ကတော့channel တွေကတော့မလိုဘူးပေါ့အောက်ဆီဂျင်တွေပါလိုလားတချို့လည်းမေးကြတယ်ပေါ့နော်အောက်ဆီဂျင်တွေကမလိုဘူးပေါ့နော်ငရန့်ကအပေါ်တက်ပြီးလေရှူတဲ့မျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒါအောက်ဆီဂျင်ကတော့မလိုဘူးပေါ့နော်နောက်ပိုင်းကကျွန်တော်တို့လိုငရသမားတွေပေါ့နော်ဒီရေကိုမတန်ရှင်းနိုင်တဲ့အတွက်ကြောင့်ရေပြီးလို့ရှိရင်ငရနေရတယ်ပေါ့နော်တခြားငါးတွေနဲ့မတူဘူးပေါ့သူတို့ကအရန်မြစ်ပတ်တယ်ပေါ့နော်လုံးဝကန်ကိုလည်းအရင်မြစ်ပတ်စီရတဲ့အတွက်ကြောင့်ကန်နေမရှိနိုင်တဲ့အခါကျတော့ spoon fitter ကျွန်တော်တို့ကန်နေနဲ့များတဲ့သမားတွေကျတော့ဒီ spoon fitter တို့လိုဘာလို့လိုကန်ဒီ spoon fitter ရေတန်းဆက်တို့ပေါ့နော်ရေတန်းဆက်ပဲပြောရမယ်ပေါ့နော်ရေတန်းဆက်ပဲထည့်ပေးရတယ်ပေါ့ဗျာပြောမယ်ရေတန်းဆက်ဒီနေပဲကျွန်တော် run ပေးရတယ်ပေါ့နော်ဒီရေတန်းဆက်ထည့်ပြီးတော့ထားပါတော့အကန်ပြင်ဆင်ပေါ့နော်ရေတန်းဆက်ထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ကန်ကိုတစ်ပတ်ကနေနှစ်ပတ်အတွင်း run ထားမယ်ပေါ့နော်ဒါကတော့ channel မရောက်ခင်လောက်ကားမယ်အချက်တွေပြီးတော့ရှင်နောက်တစ်ခုကဒါငါးစာပေါ့ငါးစာကိုဘာလုပ်ကြမလဲဆိုchannel ပေါ့နော်sorry channel မှမလည်းမဟုတ်ဘူးပေါ့နော်ဒီဘာငါးပဲထည့်တဲ့ငါးမရောက်ခင်ငါးကန်ထဲမှာရှိနေသလိုပဲအဲ့ကန်ထဲကိုပဲအစာလေးပေါ့နော်တနေ့ကိုတလုံးနှလုံးလောက်ပြစ်ထည့်ပေးတာပေါ့နော်ဒါဆိုရင်ဘာလို့လဲဆိုတော့ဒါဒီအစာထည့်ခြင်းအပြင်ပေါ့ဒါတော့သူကန်နာဆိုရင်စကေလေဝါအောင်ပေါ့နော်အကောင်းဆုံးကလည်းစကေလေဝါအကောင်းဆုံးပြီးလို့ရှိရင် nitrogen စကေပေါ့နော်လဲဖို့ဆိုလို့ရှိရင်ပေါ့နော်ပြောရမယ်ဆိုရင်လဲဖို့ကကျွန်တော်တို့ကိုးမှာကငါအခုမှစမွေးတာမဟုတ်ဘူးအရှိမှလည်းငါကန်ကတကယ်ငကန်လောက်ရှိသေးတယ်ဆိုလို့ရှိရင်ကိုနောက်တစ်ကောင်ထပ်ဝင်မယ်ဆိုအဲ့ငါကန်ထဲကိုရေအသေးမဖြစ်ရင်ပေါ့နော်ကိုအဲ့ရေဟောင်းဆိုတာနကန်ထဲကရေ quality ကောင်းတယ်ပေါ့နော်ကန်ရေစကေလဲပြီးသားကန်ထဲကအနီရေအဟောင်းတဝက်လောက်ထည့်ပေါ့၄ပုံပုံတစ်ပုံလောက်ထည့်ပြီးတော့မှရေတစ်ထည့်အဲ့ဒါပို့ပြီးတော့ကန်ရဲ့ nitrogen စကေလောက်ဆောင်မှုပို့ပြီးတော့လည်းမြန်တယ်ကန်ထဲမှာဆိုလို့ရှိရင်လည်း bacteria ပေါ့နော်လူဒီငါးသမား channel keeper သမားတွေကိုဂျိုးပြတဲ့ bacteria လည်းရှိမယ် channel keeper သမားတွေကိုပေါ့နော်ဒီကျွန်တော်တို့ဒုက္ခပေးမဲ့ bacteria လည်းရှိတယ်ပေါ့
အဲ့ battery ကကြာတော့နောက် video မှာကျွန်တော်ဆက်ပြီးလုပ်ပေးသွားမယ်ပေါ့နော်အဲ့ battery လေးရဲ့နာမည်ကတော့ammonia nitrate ရဲ့ nitrite ရဲ့ပေါ့နော်ဒီ battery က3မျိုးရှိတယ်ပေါ့ဒါကတော့battery ကကျွန်တော်တို့ငါးသမားတွေတဲ့အကျိုးပြုတယ်battery ကငါးသမားရဲ့အိမ်မှာဆို battery လဲဆိုတာဒါနောက် video မှာဆက်ပြီးပြောပြသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ9ကန်ပေါ့နော်9ကန်ရေးမဖြစ်ခင်လုံးဝ9မိုးရဲ့ကင်းကြိုတင်လှုပ်ဆောင်ရမယ့်အချက်လေးပေါ့ဒီအချက်လေးတွေတီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့9အနေနဲ့လဲရောက်လာရင်တန်းထည့်လိုက်ရုံပဲနောက်တစ်ခုကတစ်ချက်ရှိတယ်တန်းထည့်လိုက်ရုံပဲဆိုပေမဲ့9ယူဒီလိုအိတ်ထဲကနေဝယ်ပြီးတော့ကောက်ပြီးတော့ထည့်လိုက်အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒါတော့သိပါတယ်တော်တော်များများ9မိုးဝေးလူတွေလဲဒါတော့အခြေခံအချက်လေးအကုန်သိတယ်ပေါ့နော်ဒါပေမဲ့အခြေခံချက်တွေပေါ့နော်ပြောပြတာပေါ့နော်ပြောပြဆိုကျွန်တော်ကိုယ်တိုင်ကလည်းလေးလာပြီးမှလည်းသိတာပေါ့ငါ့ကိုအိတ်ရောက်တာနဲ့ထဲမဲ့ကန်တွေကိုတန်းမထည့်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့လူတွေမှာတော့ပေါ့နော်ကျွန်တော်တို့ဒီair ကုန်းကနေအပူတန်းတွေအောင်သူကြောပြတ်တာတို့ဘာလို့ပေါ့နော်ဒီအပူမများဘဲနဲ့ short ဖြစ်ပြီးတော့ကင်းနာတို့ဘာလို့ဖြစ်တယ်ပေါ့နော်ငါးမှလည်းအဲ့လိုပဲပေါ့နော်သူတို့ငါးမှလိုက်ပြီဆိုရင်ငါးတကောင်ဝဲလိုက်တဲ့ဒီကျွန်တော်တို့ရာသီဥတုပေါ့နော်ရာသီဥတုကလမ်းတစ်လျှောက်မှာပူပြီးတော့ငါးကန်နဲ့ထည့်လိုက်တဲ့ temperature ကအေးတယ်ဆိုလို့ရှိရင်ဒီ temperature မမြဘဲနဲ့ငါးနေနဲ့လေ short ပြစ်သွားတာလို့ဂီးရဲ့ငါးဂီးမဂီးရင်လည်း stress ချောင်းဝင်တာပေါ့လို့အကယ်၍ဒီငါးကတစ်ပတ်ပဲဝင်ရမယ်ဆိုရင်2ပတ်လောက်ဝင်သွားတာလို့အဲ့လိုဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကြည့်ရမယ်အချက်လေးတွေပေါ့ဗျာနော် channel လေးတကောင်မွေးရင်ဖြစ်တင်ဖြစ်တိုက်တဲ့အချက်လေးတွေပေါ့နော်ဖြစ်တင်နဲ့ဖြစ်နိုင်တဲ့အချက်တွေကိုကျွန်တော်ပြပြသွားတာဖြစ်ပါတယ်channel တော်တော်များများကတော်တော်လေးကိုဒီကြီးများကြတယ်ပေါ့နော်အဲ့အတွက်ကြောင့် channel မွေးရင်စိတ်ရှည်ဖို့လဲလိုတယ်ဗျတော်တော်လိုတယ်ပေါ့နော် channel မွေးရင်စိတ်ရှည်ဖို့လိုတယ်ကျွန်တော်ကိုယ်တိုင်ကလည်း channel အခုမွေးတာဆိုလို့4နှစ်လောက်တော့ကြော်ပြီးပေါ့နော် channel စမွေးတော့ဆိုလို့ရှိရင်လုံးဝ mission fail ဖြစ်တာတို့ဘာတို့အမြဲကြုံရတယ်ကြုံရတယ်ဆိုတော့က channel ဒီမှာကတမူမတူးကြသူတို့မှာဆိုလို့ရှိရင်သူတို့ပေါ့နော်မွေးဖို့ဆိုလို့ရှိရင်ငါးတကောင်လှဖို့ channel တကောင်လှဖို့ဆိုလို့ရှိရင်ကန်ပေါ့နော်ဒီကန်တကန်ဝယ်ပြီးတော့ထည့်ယုံနဲ့တခြားငါးရီလိုထည့်ယုံနဲ့မရဘူးပေါ့နော်သူတို့မွေးဖို့လို့ရှိရင်ကန်ရဲ့ပက်လေစတစ်ကာတွေကတ်ကာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့သူတို့နဲ့လိုက်မဲ့ပုံဝင်းရှင်လိုကဲ့သို့တော့ပုံဝင်းရှင်တွေကိုကျွန်တော်ဖန်တီးပေးရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အခုဆိုလို့ရှိရင် channel တကောင်ဆိုလို့ရှိရင်တခြားငါးတွေဆိုပေါ့နော်မွေးရတော့မယ်ဆိုလို့ရှိရင်ကန်တကန်ဝယ်သူတို့နဲ့လိုက်မဲ့ကန်ဝယ်ဒီတန်းဆက်ဝယ်ပါပြီးပြစ်ထားလိုက်ရင်သူတို့ဘာလို့သူတို့အစားဘာအစားတွေလောက်တော့နေ channel တွေအဲ့လိုမရဘူးပေါ့နော် channel တွေကသူတို့ကပုတ်တင်မျိုးတွေလိုပဲပေါ့နော်ပုံဝင်းရှင်အယောင်တိုင်းသူတို့ကလိုက်ပြောင်းကြတဲ့အကောင်တွေဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်channel တွေကတော်တော်ကျွန်တော်တို့အလုံးစုံတွေမှာပါတယ်သူတို့မွေးဖို့ဆို Arkansas Street ကသူတို့နဲ့လိုက်တာကြီးခင်းရမယ်အနောက်ခံ background တွေကသူတို့ color တွေနဲ့လိုက်မဲ့ဟာတွေပေါ့နော်ဒါမျိုးတွေကိုခင်းရတယ်ဒါမှ channel တွေက color လှတာပေါ့နော်ဒီအချက်လေးတွေကတော့အဲ့ဒါရှိတယ်ပေါ့တော်တော်များများလည်း channel မွေးလို့ရှိရင်ဒါလေးတွေတည်ထားတင်တယ်ပေါ့နော်ဒါပေမဲ့တော်တော်များများအခုခေတ်နောက်ပိုင်းကတော့ social media တို့ ARD ကိုထက်ပေါ့နော်အရှိမမြန်မာ channel club မှာလည်း member တွေရှိတယ်ပေါ့နော်မင်းမဲ့သူတွေလည်းရှိတယ်ကိုပစ္စည်းတို့ဒီပေါ့နော်အစားရှိကွန်ကိုတို့ဘာတို့ပေါ့နော်အများကြီးရှိတယ်ပေါ့နော် member တွေဖွဲ့ဝင်တွေလုံးဝကိုထက် experience ရှိတဲ့သူတွေရှိတယ်သူတို့လည်းမေးလို့ရတယ်ကိုရဲတို့ဘာတို့ Chrome မှာလည်းရှာလို့လည်းရတယ်ပေါ့နော်အဲ့ဒါကြောင့်အခုကတော့ထွေထူးတော့မသိတော့ဘူးเนาะဒါပေမဲ့လို့ကျွန်တော်နေနဲ့ sharing လုပ်ပြီးနေတာပေါ့နော်နောက်ပိုင်းနေလဲပေါ့နော်ကျွန်တော်အနေနဲ့ဒီမြန်မာ channel ကလည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ giveaway လုပ်ပေးဖို့လည်းရှိပါတယ်အဲ့ကြရင်လည်းကျွန်တော်တို့အားပေးဖို့အတွက်ကျွန်တော်နေတောင်းဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပေါ့နော်channel တွေကိုဒါကတော့ကျွန်တော်ပေါ့နော် channel တကောင်မွေးရင်ပြည့်ပြည့်လိုက်တဲ့ဟာတွေပေါ့နော်လုံးဝ stress မိနေတယ်ငါကလုံးဝထောင်းနေကတ်တယ်ထောင်းနေကတ်တယ်ပေါ့ဘာညာပေါ့နော်ဒီ color တွေကလည်းမလာဘူးပေါ့ဒါတွေဘာကြောင့်ဖြစ်နေလဲပေါ့နော်ဒါတော့ကျွန်တော်ကိုယ်တိုင်ကလည်းဂျုံတွေးခဲ့ရတယ်ကျွန်တော် channel စဝင်တော့လည်းဒီလိုဂျုံတွေးခဲ့ရလို့ကျွန်တော်အနေနဲ့ sharing ပေးနိုင်တာလည်းဖြစ်ပါတယ်
ဒါကတော့ကျွန်တော်အားတဲ့အချိန်လေးမှာပေါ့နော်ကျွန်တော်အနေနဲ့channel keeper တော်တော်များများကို share ပေးခြင်းနဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်အနေနဲ့ကိုပီစီတို့နဲ့လည်းပေါင်းပြီး gift away လေးပါလေးလည်းလုပ်ပေးဖို့ကျွန်တော်အနေနဲ့စီစဉ်ထားပါတယ်ဒီထက်အကောင်းဆုံးလည်းလုပ်နိုင်ပါမယ်လုပ်ပါမယ်ပေါ့နော်ဆရာကြီးလုပ်တာလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်အနေနဲ့လည်းဂျားထဲမှာလေးတာတလောက်လေးပေါ့နော်လေးလာတလောက်လေးလေးလာမီးတလောက်လေးပြန်ပြီးတော့ပြပြပေးတာလေးဖြစ်ပါတယ်ပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ဒုက္ခမှာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်